မိတ်ဆွေဒီမိကုန်းလေးရဲ့အဖြစ်ကိုစဉ်းစားကြည့်ပါလူတွေကကိုကျိုးစေးပါအတက်ပဲအမြဲတမ်းစူးစမ်းနေကြမယ်ဆိုရင်လောကကြီးကဘယ်လိုကောင်းမွန်စွာလဲပတ်နေနိုင်မှာလဲပေါ့ဒါပေမဲ့ဒီအံပွေမိကုန်းရဲ့အဖြစ်ကိုရှာဖွေပေးခဲ့တဲ့သူတစ်ယောက်ရှိပြီထိုသူကတော့ Adam Smith ဖြစ်ပါတယ်သူ့ကိုခေတ်သစ်စီးပွားရေးပညာရဲ့ဖခင်ကြီးလိုတော်လူအများကယနေ့တိုင်လင်စားနေကြဆဲပါဒီနေ့မှာသူ့ရဲ့အခြေခံတွေးခေါ်တွေဒီအတွေးခေါ်တွေကကဘာကြီးရဲ့ဘလို့စီးပွားရေးနဲ့ပြင်မှာဘလို့အလုပ်ဖြစ်နေတယ်လဲဆိုတာကျွန်တော်တို့အဖြေရှာကြည့်လိုက်ကြရအောင်အရင်ဆုံး Adam Smith ဆိုတာကဘာလို့လဲ Adam Smith ဆိုတာက1923ခုနှစ်ကနေ1990ခုနှစ်ကြားအတွင်းမှာနေထိုင်ခဲ့တဲ့ Scotland လူမျိုးတက္ကသိုလ်ဗေဒပညာရှင်နဲ့စီးပွားရေးဗေဒပညာရှင်တဦးလည်းဖြစ်တယ်။နောက်ပြီးသူရေးသားခဲ့တဲ့1986ခုနှစ်မှာထုတ်ဝေခဲ့တဲ့ The Wealth of Nations စာအုပ်ကဆိုရင်စီးပွားရေးပညာရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ခဲ့တယ်။ Smith ရဲ့ကြော်ကြားတဲ့အတွေ့အခေါ်၃ချက်ရှိတယ်။အဲ့ဒီတည်းကပထမအချက်ကတော့ invisible hand ဒါကကိုအကျိုးကနေအများအကျိုးဖြစ်လာခြင်းပဲဖြစ်တယ်။ဒါက Smith ရဲ့အကြော်ကြားဆုံးသောအတွေ့အခေါ်တစ်ခုပါ။အတိတ်ကလူတဦးချင်းစီကမိမိရဲ့ကိုကျိုးအတွက်ဆုံးဖြတ်ချက်ချတဲ့အခါမမျှော်လင့်ပဲလူဖွဲ့စည်းတရားလုံးအတွက်အကျိုးကျေးဇူးဖြစ်ထွန်းလာခြင်းပဲဖြစ်တယ်။ဥပမာ company တစ်ခုကဝန်ဆောင်မှုတွေပိုကောင်းတဲ့ထုတ်ပုံတွေပို့ပြီးတော့ရောင်းချင်တယ်ပို့ပြီးအလုပ်ဖြစ်ဖို့ကြိုးစားရတယ်အဲ့ဒီကြောင့်ကိုယ့်အကျိုးအတွက်ကြိုးစားရာကနေရလက်အနေနဲ့လူတွေကပိုကောင်းတဲ့ထုတ်ပုံတွေဝန်ဆောင်မှုတွေရလာတယ်လို့အလုပ်ကအခွင့်အလမ်းအသစ်တွေလည်းပေါ်ပေါက်လာတယ်နောက်ထပ်ဥပမာတစ်ခုပေးရရင်ကြေးရွာတရွာမှာလယ်သမားတူကသူ့ရဲ့ဆန်စပါးကိုဈေးကောင်းရအောင်ရောင်းကျင်လို့ဆန်စပါးကိုစနစ်တကျသေချာစိုက်ပျိုးရောင်းဝယ်ရလက်အနေနဲ့အခြားရွာသူရွာသားတွေကဝယ်ယူအသုံးပြုသူတွေကစားသုံးဖို့အရေးသေးကောင်းတဲ့ဆန်ကောင်းရတယ်ဒါအပြင်ကြေးရွာလည်းစီးပွားရေးကိုတစ်ဖက်တစ်လမ်းကနေတိုးတက်လာစေတယ်ဒါကအများအကျေးဇူးကနေကိုယ့်အကျိုးကျေးဇူးပြန်ဖြစ်လာခြင်းပင်ဖြစ်တယ်နောက်တစ်ချက်ကအလုပ်ခွဲဝေခြင်း division of labor ဖြစ်တယ်ဒါကထုတ်လုပ်မှုစွမ်းရည်ကိုပုံမတူတဲ့စီတဲ့နီလန်းကောင်းတစ်ခုလည်းဖြစ်တယ်အတိပယ်ကထုတ်လုပ်မှုဖြစ်စဉ်ကိုအဆင့်ငယ်လေးတွေခွဲပြီးသက်ဆိုင်ရာကျွမ်းကျင်သူတဦးချင်းစီကတစ်ခုတည်းကိုကျွမ်းကျင်စွာတာဝန်ယူခွဲကလုပ်ကင်ခြင်းပင်ဖြစ်တယ်ဥပမာပေးရရင်ကားထုတ်လုပ်ရေးမှာတစ်ယောက်ကကားပေးတယ်တစ်ယောက်ကအင်ဂျင်တက်တယ်တစ်ယောက်ကကားကိုတယ်စီးတယ်စသဖြင့်ဒီလိုလုပ်တာကိုတော့ assembly line လို့ခေါ်တယ်နောက်တစ်ဥပမာပေးရမယ်ဆိုရင်ကြေးရွာတွေမှာဗလိန်တွေကတစ်ယောက်ကငွေသားလုပ်တယ်တစ်ယောက်ကပုံစံထွင်းတယ်တစ်ယောက်ကပုံသွင်းချက်လုပ်တယ်ဒီလိုခွဲဝေလုပ်ကင်တာပုံမိုလဲမြန်ဆန်ပြီးအရေးသွေးလဲပုံမိုကောင်းမွန်စေုံတမကပုံမိုထိရောက်ပါတယ်နောက်တစ်ချက်ကတော့လွတ်လပ်သောဈေးကွက်စနစ် free market system ဖြစ်တဲ့ Smith ကအစိုးရကစီးပွားရေးကိုအနည်းဆုံးဝင်ရောက်ဆွတ်ဖက်တဲ့ laissez-faire စနစ်ကိုသူကထောက်ခံတယ်အတိတ်ဘက်ကဈေးနှုန်းတွေကိုဝယ်လိုအားနဲ့ရောင်းလိုအားကိုသာတဘာဝလျောက်အများသဘောတိုင်းဆုံးဖြတ်ခွင့်ပေးရန်သာဖြစ်တယ်ဥပမာ American နဲ့ Europa ကကုမ္ပဏီအများစုကဈေးနှုန်းကိုကိုယ်တိုင်သတ်မှတ်ခွင့်ရှိတယ်ဒီလိုပြန်ဆိုင်မှုတွေကြောင့်ဈေးနှုန်းချိုတာပြီးရည်သွေးမြင့်မာတဲ့ကုန်စည်တွေလည်းထွက်လာတယ်နောက်တစ်ဥပမာပေးရရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဥပမာရွာဈေးတွေမှာအသီးနှံတွေဈေးနှုန်းကိုဈေးသည်တွေကကိုယ်တိုင်သတ်မှတ်လိရှိတယ်အသီးနှံရောင်းလို့သူတွေများနေရင်ဈေးနှုန်းကျပြီးနည်းနေရင်တော့ဈေးနှုန်းတက်တယ်ဒါအစိုးရပေါ်မှာဒီကိစ္စပေါ်လုံးဝဝင်ရောက်ဆက်ဖက်မှုမရှိဘူးဒီတော့ LSP ရဲ့အတွေးခေါ်တွေကဘာကိုပြောပြနေတယ်လဲဆိုရင်အတိတ်ကအားသာချက်တွေအနေနဲ့စီးပွားရေးကြီးထွားမှုတွေမြင့်ဆန်းနိုင်တယ်တီထွင်ဆန်းသစ်မှုတွေလည်းများပြားနိုင်တယ်ထုံးလုံးမှုစွမ်းရည်လည်းမြင့်မားနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာစိန်ခေါ်မှုတွေရှိနေတယ်အဲ့ဒါကတော့ငွေကြေးမညီမျှမှုတွေဖြစ်နိုင်တာတွေလူမှုရေးလုံခြုံမှုနေပါမှုတွေဖြစ်နိုင်တယ်ပတ်ဝန်းကျင်ထိခိုက်မှုတွေလည်းရှိလာနိုင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်အဓိကသင်ခန်းစာကတော့ဈေးကွက်စီးပွားရေးစီကိုကူးပြောင်းလာတဲ့ကာလ2011ခုနှစ်ကနေစပြီးမြန်မာပြည်ရဲ့ဈေးကွက်စီးပွားရေးကိုအုပ်ထိလာခဲ့တယ်။ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးမှာ Smith ရဲ့အတွေးခေါ်တွေကပုဂ္ဂလိကလုပ်ငန်းတွေဖွံ့ဖြိုးဖို့အတွက်အရန်အရေးကြီးကြောင်းသတိပေးထားတယ်။ပြန်ဆိုင်မှုကောင်းမွန်ရေးအတွက်ဈေးကွက်ထဲမှာပွင့်လင်းမြင်သာတဲ့ပြန်ဆိုင်မှုရှိဖို့လည်းအဓိကလိုအပ်တယ်။ Smith ရဲ့အတွေးခေါ်တွေကယနေ့ခေတ်ကမ္ဘာစီးပွားရေးအတွက်အခြေခံအုတ်မြစ်ချပေးခဲ့တယ်။ဒီ invisible hand အတွေးခေါ်ကကျွန်တော်တို့ကိုကြိုးအတွက်ကြိုးစားတာကအပြည့်မဟုတ်ပေမဲ့ကောင်းမွန်မှန်ကန်တဲ့တရားမျှတတဲ့စီးမြင့်နေအောင်မှာဖြစ်ဖို့တော့လိုအပ်ကြောင်းသတိပေးထားပါတယ်။